အရန်ပူတဲ့နေရာမှာအာသွင်းခြင်းကဒီဘတ်ထရီကိုအများကြီးထိခိုက်စေနိုင်ပါတယ်ရေရှည်အကြာကြီးခံရမယ့်နေရာမှာရေတိုသာခံနေပါလိမ့်မယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့ပုံမှန်20အောက်သုံးလို့မရအောင်ဆိုတော့ညာလဲတစ်လတစ်ခါနှစ်လတစ်ခါလောက်ကိုကျွန်တော်တို့10အောက်ဒီ10%အောက်5%ဒါမှမဟုတ်လဲစက်ပိတ်တဲ့အထိတစ်ချိန်လောက်သုံးပေးပါအပြန်သွင်းတဲ့အချိန်ကျရင်လဲ100အပြည့်ပြန်သွင်းပေးပါဒါက2လတစ်ခါလောက်ပဲတစ်ချိန်လောက်ပဲလုပ်သင့်ပါတယ်ရေရှည်လုပ်တယ်ဆိုရင်တော့ဒါကပို့ပြီးတော့အနေရများတယ်ဒီ2လတစ်ခါလောက်လုပ်တာကြတော့ဘတ်ထရီအတွက်ကျန်းမာရေးကောင်းတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဖုန်းထဲမှာဘတ်ထရီဒီ setting ထဲမှာဘတ်ထရီ health ကိုဝင်ကြည့်ပေးပါဘတ်ထရီ health ထဲမှာ80အောက်ရောက်နေပြီဆိုရင်တော့ဆက်ပြီးမသုံးသင့်ပါဘူးဒီ80အောက်ရောက်ပြီဆိုရင်လဲသင့်တယ်လဲတာတော့အကောင်းဆုံးပဲအကယ်လို့မိတ်ဆွေတို့ကလဲဖို့ဆန္ဒရှိတယ်ဆိုရင်တော့ကျွန်တော်တို့ icon နာမှာဒီဇင်ဘာ promotion အနေနဲ့ discount တွေချတာပေးတဲ့အတွက်ကြောင့်ဒီဇင်ဘာလကုန်အထိကိုကျွန်တော်တို့ promotion တွေချတာပေးတယ်အဲ့တော့အမြန်ဆုံးလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ